ခါလေးဆိုလားမိသားလေးအမြဲတမ်းအေးတယ်သူကလည်းအရန်အေးတာသိလားအရန်အေးတော့သူများတွေအမြဲတမ်းအနိုင်ကျင့်ကျင်သွားတယ်သူ့သားဘာလို့ချင်းလို့လဲသားအရုပ်ကိုဘယ်သူယူရလဲပြောမေးပြောဩဟွာလေးလို့ရှင်သားယူလေအဲ့လိုမျိုးမကြောက်ရအောင်လေသူအရန်ကြောက်တတ်တယ်မင်းအဘွားပေးပါအောင်သားလေးအဘွားလေးအိုးချစ်တာမင်းချစ်လားခိုင်ဖုံးမခိုင်ဖုံးမအော်မကြောက်ဘူးလားလောင်းအဲ့လည်းကြောက်ပြန်မှာခလေးတွေကလေဟိုတနေ့ကကျွန်မ live လုပ်တဲ့အခါမှာခလေးတွေနဲ့အခုလိုမျိုးနော်ပျော်ရွှင်နေကြတယ်ခါကျတော့ချိုးတယ်ကျွန်မတို့ကြာပြကြောက်အောင်လည်းနေဦးပေါ့နော်ကျွန်မတို့လေခလေးတွေအဲ့လိုအရင်မကြောက်စေချင်ဘူးချစ်စေချင်တာဒါမဲ့ဒီအရွယ်မှာကျတော့လေသူတို့ရဲ့အသက်အရွယ်ပိုင်းခြားတဲ့လိမ္မာရင်ကျေးမှုတွေပြီးတဲ့ခါကျတော့ဟာရအကုန်လုံးကျမတို့ကသွန်နေဆုံးမ plan ချထားပြီးသားအသက်3နှစ်လောက်ဆိုလို့ရှိရင်တို့တေချာမူချိုတို့မူချိုထားတော့မယ်လေမူချိုကကျမကိုယ်တိုင်အခုကျောင်းဆောင်နေတဲ့နေရာမှာမူချိုကျောင်းဖွင့်မယ်မူချိုလုပ်မယ်တားလေးမမေနာတယ်မလုပ်အောင်တားမျက်လုံးနဲ့ထိုးမိပါမယ်နော်ရအဲ့လိုပေါ့နော်မူဂျိုဖွင့်မယ်ကျွန်မပတ်စံအဆင်ပြေတယ်ဆိုရင်တော့အဲ့ကျွန်မဟိုကျောင်းမှာကျွန်မမူဂျိုဖွင့်မယ်လို့စဉ်းစားထားတယ်အဲ့ဒါစီးပွားရေးတစ်ခုအနေနဲ့လည်းပါတယ်စီးပွားရေးတစ်ခုအနေနဲ့ကကြတော့ဒီတောင်တကုံပြောင်းကျောင်းပြောင်းပြီးသွားပြီဆိုရင်အဲ့မှာရှိတဲ့ကလေးတွေကိုမူဂျိုပေါ့နော်ကျွန်မတို့ဒီမှာလာထားလို့ရအောင်သူတို့အတွက်ကျွန်မစီးပွားရေးလုပ်မယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်မကလေးလည်းအပြင်ထွက်ကြမလို့ဘူးကိုမူဂျိုထဲမှာကိုယ့်ကိုစာတင်ပေါ့တခြားအပြင်ကကလေးတွေနဲ့လည်းရောနော်သူတို့မှာနေလို့ရတယ်မှာကိုယ့်ထဲကကလေးတွေနဲ့ကြီးပဲနေသလိုဖြစ်နေမှာဆိုလို့လေတချို့ပေါ့နော်ကျွန်မကို live လုပ်လို့ရှိရင်ကလေးတွေကတမန်တလင်းမှာဖျောင်းပစိုးခင်းပြီးအိတ်လို့ရှိရင်အိတ်တယ်ဖျောင်းပစိုးခင်းပြီးအိတ်တယ်အေးပတ်မယ်ကလေးတွေဖြစ်တယ်လို့ထားတယ်လို့ပြောတဲ့ပြိတ္တတွေပေါ့နော်ကျွန်မရှင်းပြတာပါစေကလေးတွေပေါ်မှာစေနာရှိပြီးစိုးရင်ပေးကြရတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်မကလေးတို့ကျွန်မအေးပန့်အောင်လည်းမထားပါဘူးပူအောင်လည်းမထားပါဘူးညဘက်အိတ်လို့ရှိရင်ကျွန်မကလေးတွေမှုရရခင်းပါတယ်ပြီးသွားလို့ရှိရင်အပေါ်ချင်းတောင်အကြီးနဲ့ကျွန်မတို့ချင်းတောင်နဲ့ထားပြီးတော့သူတို့ထိန်းနဲ့အုံထင်းသူတွေဒီဝန်ထမ်းတွေနဲ့အတူတူအိတ်ကြပါတယ်နော်ပြီးတော့ခါအုံးတွေခွာကောင်းတွေနဲ့အတူတူအိတ်ပါတယ်ဒီနှိမ်ခင်းနေတယ်ပဲကြတော့သူတို့ကဆော့လိုက်ပြီးဧည့်သည်လာလိုက်လူရှင်လာလိုက်နေဆိုတော့ကြတော့အိတ်ရာတွေထားလို့ရှိရင်ဧည့်သည်လာတဲ့အခါကျတော့လည်းအဆင်မပြေဘူးပေါ့နော်သူတို့ဆော့လိုက်အိတ်လိုက်ပဲလို့ကြတာညဘက်ကျမှဒီတေချာပေါ့ညဆိုလို့ရှိရင်9 နာရီဆိုသူတို့နှုတ်ဆုပ်ပြီးတော့အိတ်တယ်ည7 နာရီမှာနှုတ်ချိန်တောက်တယ်ညနေညမနက်3 နာရီမှာနှုတ်ချိန်တောက်တယ်မနက်6 နာရီမှာနှုတ်ချိန်တောက်တယ်အဲ့တော့ဒီမှာတမန်တလင်းမှာဖျောင်းပစိုးခင်မင်ခလေးတွေကိုကျွန်မဒီတိုင်းခင်းသိပ်ထားတာဆိုတော့ဒီပြည့်သက်တွေပေါ့နော်သိရအောင်လို့ကျွန်မလှမ်းပြီးတော့ပြတာခုနေ့ကအိတ်တယ်ခလေးတွေဒီမှာလေးကို live နဲ့တော့အိတ်နေတော့ခလေးတွေကိုတမန်တလင်းမှာလည်းဖျောင်းပစိုးမှာထားပြီးတော့သိပ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့စိုးရင်လို့ကလေးတွေပေါ်မှာပြောတဲ့အတွက်ကျွန်မကလေးတွေချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟဲ့လောက်ကြပါအောင်ဖတ်လို့မရအောင်နောက်တစ်ခုကကျမတို့ကဒီထရန်နေမှာလဲမလေးဟဲ့ရှင်းပြရတာနေပါအောင်ဟဲ့ခြေထောက်ကိုဖတ်ထားတယ်ဟုတ်ကြဒီထရန်နေမှာလဲကျမကဖះဗာလဲဖော့ချက်တွေကတ်ထားပြီးသားဒီထရန်နေမှာဆိုရဖော့ချက်တွေအရင်ကတ်ထားတယ်ဒါပေမဲ့လို့ကလေးတွေကဆွဲတဲ့အရွယ်ကြိုက်တဲ့အရွယ်တွေဖြစ်တဲ့ကြောင့်ဒီဖော့ချက်တွေတို့ကခွာတယ်စော့ရင်းနဲ့ခွာပြီးပါဇက်နဲ့ကြိုက်ကြတယ်ပြီးရင်ပဲ့သွားရင်ပါဇက်ထဲကိုထည့်ပြီးဝါးကြတယ်အဲ့ခါမှာကလေးတွေပါဇက်ထဲမှာထည့်ပြီးတော့တခုဖြစ်သွားမှာဆိုလို့ဒီဝင်းထဲမှာဆိုရင်ဒီဖော့ချက်တွေပြန်ခွာထားတာပေါ့နော်ကျမတို့ရဲ့ဒီလိုမျိုးကလေးတွေထားတဲ့ဒီလိုဝင်းထဲမှာဆိုအမြဲတမ်းဝန်ထမ်းအနည်းဆုံး2 ယောက်ရှိတယ်ဒါအခုထမင်းစားချိန်မှာထမင်းသွားလုပ်နေလို့ဒီမှာအနည်းဆုံးဒီမှာအဲ့လို2 ယောက်ရှိတယ်2 ယောက်ကကလေးတွေနာမှာအမြဲတမ်းပြုတ်ကြရင်တယောက်မဖြစ်အောင်တယောက်မထုအောင်ကလေးအနာပြမဖြစ်အောင်အမြဲတမ်း12 ရာဒီထိုင်ကြည့်နေဝန်ထမ်း2 ယောက်အနည်းဆုံးတကန်းမှာရှိပါတယ်နော်အဲ့ဒါမှထမင်းဟင်းချက်တာတက်ဝှက်လျှော်တာ
တက်အဲ့လိုမျိုးတွေနဲ့ခွဲထားပါတယ်အဲ့ဒါလေးကိုကျွန်မတိစေခြင်းလို့ရှင်းပြတာပါနော်ဟိုကျွန်မသားနေသမီးတို့ကျွန်မဖြစ်သလိုထားရလို့ထင်နေမှာဆိုလို့ရှင်းပြတာပါမောလိုက်တာရှင်းပြတာမောသွားတယ်ဒီနေ့ဂေဟာမှာကလေးတယောက်ထပ်တိုးပါတယ်ရှင်အဲ့ဒါဒီမှာကလေးဟမ်ဒီမှာလေဒီမှာကလေးအကြီးတယောက်ထပ်တိုးပါတယ်ဒီကလေးကြီးကတော့ဟိုဘက်ပို့လိုက်ဒီဘက်ပို့လိုက်နေရမှာကလေးကြီးပါမကြော်ဒီရုပ်ကြီးကသူတို့အတွက်မရီပြဖိုးပိုက်ရီပြအောင်ဟာမိုက်တယ်ကွာလက်ပိုက်ပြအောင်ဆိုတော့အရန်သဘောကောင်းတာဖိုးပိုက်ရယ်လက်ပိုက်တယ်တင့်တယ်လက်ပိုက်အရန်ချစ်ဖို့ကောင်းတယ်နော်တင့်တယ်လက်ပိုက်တယ်တဲ့လားဟာလားလိုက်တယ်တင့်တယ်လိမ္မာ